တိတ်တော့မကြတော့ပါဘူးအနာထက် powerful on device AI model တွေကပေါ်လာတော့မှာရယ်သူတို့ကကျွန်တော်တို့ဘယ်လိုမျိုးခံမှန်းတွက်ချက်ပြီးကိုကူညီပေးမှာလဲဆိုလို့ရှိရင် Apple Watch တို့လိုရတဲ့ health data တွေကနေတော့ကျန်းမာရေးကိစ္စများတူတူဖြစ်နေရင်ဆိုပြီးတော့ကြိုတင်ပြီးတော့မှခံမှန်းအသိပေးရမျိုးလုပ်ပေးမှာပါသူတို့က professional အကူအညီရှာဖို့ပဲအကြံပေးရမျိုးပါသူတို့က suggestion based design ပေါ့ဗျာသူတို့ကဒီလိုမျိုးရောဂါရှိနေပါဆိုပြီးတော့အခိုင်အမာအသိလင်းပြောရမျိုးမဟုတ်ပဲねဒီလိုပုံစံမျိုးဖြစ်နိုင်တယ်ဆရာဝန်နဲ့အမြဲအဆုံးသွားပြီးတော့မှအကူအညီရယူပါဆိုရဲပုံစံမျိုးနဲ့ပဲသူတို့ကကူညီပေးမှာရဲ့အနည်းချုပ်ပြောရလို့ရှိရင် AI ကလူသားတွေလိုနားလေလာမဟုတ်ပဲねကျွန်တော်တို့အကြောင်းတွေကိုပို့ပြီးတော့မှသူကသိရှိအောင်လုပ်ပြီးတော့မှကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုခံမှန်းပေးပြီးတော့မှ suggestion ပေးရမျိုးပါဒါကျွန်တော်တို့ရဲ့အနာဂတ် design ပုံစံမှာပဲဒီနေ့တင်ပြချက်တာနေအမြင်သစ်တစ်ခုရပါမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့မှပြန်တွေ့ကြပါမယ်တတာ